ရက်ဆောင်လေးဆိုတာဟာတောက်စေးတောက်တာထိုးစေးထိုးတာကွန်တိုးသုံးတာတအိမ်ထဲပစ္စည်းထည့်တာလက်မအောက်မှာပစ္စည်းမြုပ်တာဒီလိုမျိုးသားဆက်ချာနီလန်တွေကနီလန်တစ်ခုပဲဖြစ်ပါတယ်စေးပညာအရတော့ကလင်ဒါမတ်တက်လို့လည်းခေါ်ပါတယ်ဒီတော့ကိုဝင်မရအောင်ရက်ဆောင်ပြီးဘလိုရက်တွေမှာအတူနေလို့ရလဲဆိုတာကိုပြပြပေးမယ်နော်ကိုဝင်ရဖို့ဆိုရင်အမျိုးသားရဲ့တုတ်ကောင်နဲ့အမျိုးသမီးရဲ့မမျိုးဦးတို့ပေါင်းဆက်ကြရပါတယ်ရက်ဆောင်နေဆိုတာဟာတုတ်ကောင်နဲ့တားဟုပေါင်းပြီးတော့ကိုဝင်ရတာမဖြစ်ဖို့အတွက်တားဟုကြွေမဲ့ရက်နဲ့အနီးတစ်ဝက်ရက်တွေကိုတွက်ပြီးတော့အဲ့ဒီရက်တွေမှာအတူနေလေးဆက်ဆံတာကိုရှောင်ပြီးတော့ကျန်တဲ့ရက်တွေမှာအတူနေလေးဆက်ဆံခြင်းပဲဖြစ်ပါတယ်ဒီလိုရေးတဲ့အတွက်ကြောင့်မို့လို့တားဟုကြွေမဲ့ရက်ပဲရှောင်လို့မရဘူးလားဘာလို့အဲ့အနီးတစ်ဝက်ရက်တွေပါရှောင်ရမှာလဲဆိုပြီးတော့တချို့သူတွေအနေနဲ့မေးချင်ကြမှာပါတားဟုကြွေမဲ့ရက်ပဲရှောင်လို့မရပါဘူးတားဟုကြွေမဲ့ရက်နဲ့အနီးတစ်ဝက်ရက်တွေကိုပါရှောင်ရပါမယ်ဘာလို့လဲဆိုရင်တားဟုရဲ့တက်တန်ကတရက်ခံပြီးတော့တုတ်ကောင်ရဲ့တက်တန်ဟာဆိုရင်မိမကိုယ်ထဲမှာ3ရက်အထိအသက်ရှင်နိုင်ပါတယ်အမျိုးသမီးတွေဟာတယောက်နဲ့တယောက်ရာသီလာတဲ့ရက်ချင်းပြိုကြပါဘူးဥပမာပြောရရင်တချို့အမျိုးသမီးတွေကရက်30ပြည့်တိုင်းတစ်လမှတစ်ချိန်ရာသီလာတာရှိသလိုတချို့တွေကျတော့လည်း28ရက်ပြည့်တိုင်းမှာတစ်ချိန်ရာသီလာပါတယ်ဘလို့ပဲဖြစ်ဖြစ်ရာသီလာတဲ့ရက်ကလတိုင်းမှန်နေမှရက်ဆောင်တဲ့ညီကိုသုံးလို့ရပါတယ်ဆိုလိုတာကရှေ့လမှာတော့ကရက်30နဲ့ရာသီလာပြီနောက်လာကျ28ရက်နဲ့ရာသီလာလိုက်နောက်ထပ်တစ်လမှာရက်20နဲ့ရာသီလာလိုက်ဆိုရင်မဖြစ်ရပါဘူးရက်30ပြည့်တိုင်းရာသီလာတဲ့အမျိုးသမီးဟာလတိုင်းရက်30ပြည့်တာနဲ့ရာသီလာဖို့လိုတယ်လို့28ရက်နဲ့ရာသီလာတဲ့အမျိုးသမီးဟာဆိုရင်လည်းလတိုင်းမှာ28ရက်ပြည့်တာနဲ့ရာသီလာဖို့လိုပါတယ်ဒါမှမျိုးဥတွေမဲ့ရက်ကိုတွက်ပြီးတော့ရှောင်းရမယ့်ရက်တွေကိုတွက်လို့ရမှာပါမမျိုးဥဟာဆိုရင်အကျံအဖြစ်ရာသီလာဖို့14ရက်အလိုလောက်မှကျွေးလေးရှိပါတယ်တုတ်ပိုးတက်တန်နဲ့မမျိုးဥတက်တန်ကိုပါထည့်တွက်ရမယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မမျိုးဥကျွေးတဲ့ရက်အပြင်အဲ့ဒီရှေ့3ရက်နဲ့နောက်ထပ်1ရက်ပါအတူနေလေးဆက်စနာကိုရှောင်းရပါမယ်ဥပမာ28ရက်တစ်ချိန်ရာသီလာတဲ့အမျိုးသမီးဆိုရင်ရာသီလာပြီး17ရက်မြောက်နေ့ကနေ15ရက်မြောက်နေ့အတွင်းထိအတူနေလေးဆက်စနာကိုရှောင်ရပါမယ်30ရက်တစ်ချိန်မှာရာသီလာတဲ့အမျိုးသမီးဆိုရင်တော့ရာသီလာပြီး73ရက်မြောက်နေ့ကနေ18ရက်မြောက်နေ့အတွင်းအတူနေလေးဆက်စနာကိုရှောင်ရပါမယ်တောက်စေးတောက်တာထိုးစေးထိုးတာဒီလိုမျိုးသားဆက်ချာနီလန်တွေမှာလည်းအားသာချက်အားနည်းချက်တွေရှိသလိုရက်ဆောင်တဲ့နီလန်မှာလည်းအားသာချက်အားနည်းချက်ရှိပါတယ်အားသာချက်အနေနဲ့ကကြတော့တောက်စေးထိုးစေးဒီလိုမျိုးဟော်မိုးရဲ့ဗီဒီယိုဆူဂျိုတွေကိုမခံစားရသလိုငွေကုန်လည်းတက်တာစီနိုင်ပါတယ်အားနည်းချက်ကတော့ဒီနီလန်ဟာဆိုရင်ကိုဝေတားတဲ့နီလန်တွေထဲမှာစိတ်ချရမှုအနည်းဆုံးနီလန်ဖြစ်ပြီးတော့ကိုဝေရနိုင်ချီတအားများတဲ့နီလန်ပါဘာလို့လဲဆိုရင်တော့မျိုးဥကျွေတဲ့ရက်ဟာစိတ်ဖိစီးစရာတွေများမယ်နေမကောင်းဖြစ်မယ်အခက်အခဲပျောက်စေးတွေတောက်တာဒီလိုမျိုးအချက်တွေကြောင့်မျိုးဥကျွေတဲ့ရက်ကစောတာနောက်ကျတာဖြစ်နိုင်ပါတယ်အဲ့ဒါအပြင်ရာသီလာတဲ့ရက်ဟာလည်းတွေ့ရနေတာအရေးပေါ်သားစိတ်တွေတောက်ထားတဲ့အတွက်ကြောင့်မို့လို့လေရာသီလာတဲ့ရက်မမှန်တာမဖြစ်နိုင်ပါတယ်အဲ့ဒီအခါမှာဆိုရင်တော့ရှောင်းရမယ့်ရက်တွက်ဟာမမှန်တော့ဘဲနဲ့ကိုရမ်းနိုင်ချေတအားများလာပါတယ်ဒါကြောင့်မို့လို့အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်တော့အမှန်တကယ်ကိုဝင်မလို့ခြင်းသေးဘူးဆိုရင်တော့ရက်ရှောင်းလေးကိုမစင်စားဘဲနဲ့ကြံတဲ့နီလန်းတွေကိုသုံးဖို့စဉ်းစားတင်ပါတယ်